episode 1155မှာတော့ Luffy တို့ရဲ့တောင်းလင်းဆန်ဒီသင်္ဘောဟာ Giant တွေရဲ့သင်္ဘောကြီးနဲ့အတူအဲ့ဟက်ကျွန်းကနေထွက်ခွာလာခဲ့နိုင်ပါပြီ။သင်္ဘောပေါ်မှာတိတ်ဆိတ်သွားတဲ့အတွက် Zoro က Jinbei နဲ့ Frankie တို့ကိုစားတောက်ပွဲကြည့်ပြီးသွားပြီ။ဒါပဲလားလို့မေးနေပါတယ်။ Frankie ကတော့အားလုံးမူပြီးမှောက်သွားပုံပဲလို့ပြန်ဖြေလိုက်ပါတယ်။ Jinbei ကတော့ Luffy လုံးဝတည်ငြိမ်သွားတာကိုမြင်ခဲ့ရလို့အံ့ဩနေတဲ့ပုံပါပဲ။သူတို့ရဲ့ Vegapunk ကိုကေဖို့အစီအစဉ်ကအထမမြောက်ခဲ့လို့လည်းမကြေမချမ်းဖြစ်နေပါတယ်။ Frankie ကတော့ Fight Era Gorosei တွေရေတပ်ရဲ့ Admiral တွေဘုံမူးတွေ CB0 Seraphim စစ်သင်္ဘောတွေအများကြီးဝိုင်းထားတဲ့ကြားတွေကနေလွတ်မြောက်လာခဲ့တဲ့အခြေအနေကိုအတော်အံ့ဩနေတယ်လို့ပြောလိုက်ပါတယ်။ Zoro ကတော့ Luffy ဆိုတာပင်လယ်ရဲ့ Egret ယွန်ကိုတဘာဖြစ်နေပြီဆိုတော့ Luffy ရဲ့ပုံရိပ်ကိုထည့်တွက်ရမယ်။အဖိုးကြီးတယောက်သေသွားတော့အဲ့လောက်ထိစိတ်တက်ကြနေမဖြစ်သင့်ဘူးဆိုပြီးပြောနေပါတယ်။ Jinbei ကတော့အဲ့လိုတော့လည်းမဟုတ်သေးဘူးလေဆိုပြီး Zoro ကိုဟန့်လိုက်ပါတယ်။ episode ရဲ့နာမည်ကတော့ဂတိထားခဲ့ပြီးအချိန်အတော်ကြာစောင့်မျှော်နေခဲ့ရတဲ့မိုးကိုးဆော်ဝိုင်းအလွန်အဲဘက်တိုင်းပြီပဲဖြစ်ပါတယ်။အဲ့ဟက်ကျွန်းပေါ်မှာတော့ရေတပ်ကတိုက်ပွဲပြီးသွားပြီမဲ့လည်းအလုပ်တွေရှုပ်နေတဲ့ပုံကိုမြင်ရမှာပါ။ရေတပ်တပ်သားတယောက်က Seraphim တွေကိုသင်္ဘောပေါ်တင်ပြီးပင်လယ်သားရဲ့လက်နက်ဖြစ်တဲ့ Pacifista MK3 ဆိုပြီးပြောနေတော့မှာပဲ Rob Lucy နဲ့ Kaku တို့ဆင်းလာတာကိုတွေ့ရပါတယ်။ရေတပ်တပ်သား Stussy လို့မေးလိုက်တဲ့အချိန်မှာ Lucy ကအဲ့ဟာမအောင်ငါတို့တတ်လိုက်ပြီလို့ဖြေပါတယ်။ Kaku ကတော့မျက်နှာမကောင်းဖြစ်နေပါတယ်။ Gorosei စိတ်တန်းလှည့်ဝတ်ထားရမယ့်ຢာတွေတော့လှည့်ဝတ်ထားရမှာပဲ။ York, Penrock မှတ်တမ်း Power Plant အဲ့ဒါတွေရှိပြီးတော့သူတို့ Mother Flame ကိုလက်ဝယ်ပြရပြီလို့ပြောလိုက်ပါတယ်။ရေတပ်ဒုဗိုလ်မှူး9ယောက်ထဲကတယောက်ကသူတို့တွေ Buster Call အမိန့်ကိုဆောင်ရွက်တဲ့အခါမှာကောက်ရိုးအုပ်ထုတ် Luffy နဲ့ Bonnie တို့ကိုလွတ်မြောက်စေခဲ့တဲ့အမှားကိုကျူးလွန်မိခဲ့တယ်။အဲ့ဒီအတွက်တောင်းပန်နေပါတယ်။သူတို့တွေ airbag ကိုချက်ချင်းလိုက်သွားပြီးအမိန့်ကိုဆက်လက်လှုပ်ဆောင်ဖို့အတွက်ခွင့်ပြုချက်တောင်းလိုက်ပါတယ်။အဲ့ဒီခါမှာစိတ်တန်းကမင်းတို့မလိုက်သွားတာပဲကောင်းလိမ့်မယ်။မင်းတို့ပြောတဲ့ဟာကမှားတယ်ဆိုပေမဲ့အဲ့ထက်ပိုကြီးမားတဲ့မဟာအမှားဘကာပန့်ရဲ့တကဘာလုံးကိုရုပ်တံထုတ်လွှင့်တဲ့အစီအစဉ်တင်ဆက်မှုဖြစ်ခဲ့တာပဲ။စိတ်တန်းကိုယ်တိုင်တော့အဲ့လိုဖြစ်လာမယ်လို့မထင်ထားခဲ့မိဘူး။တကယ်ခံရခက်ဖို့ကောင်းတာကသူတို့တွေအဲ့ဒီတင်ဆက်မှုကိုမချိန်မီမတားနိုင်အောင်နဲ့မကပဲပင်လယ်သမားတွေကိုလွတ်မြောက်အောင်လုပ်ပေးခဲ့တာကအေယာမတန်ဆက်ရုပ်ကြီးအဲမဖြစ်နေခဲ့တာပဲ။လွန်ခဲ့တဲ့နှစ်ပေါင်း200အချိန်ကာလမှာသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကစေတန်းကိုသူတို့အဲ့တန်ဆက်ရုပ်ကြီးကိုဖျက်ဆီးဖို့အမိန့်ရထားပြီးဖြစ်ကြောင်းပြောနေတော့စေတန်းကသူတို့အထက်ကတိသွားရင်မင်းတို့ငါကာဝယ်ပေးမယ်ဆက်ရုပ်ကြီးကိုမင်းတို့လေးလာရေးတာလှုပ်ဆန်းပါလို့ပြောနေပါတယ်။တခုတိထားမှာ Fight Era Gorosei 9ယောက်ထဲမှာစေတန်းဆိုတာသိပ္ပံနဲ့ကာဝယ်ရေးဌာနကိုတာဝန်ယူထားရတဲ့ယာတူပါ။စေတန်းဆက်ရုပ်ကြီးကိုဖျက်ဆီးပဲသူတည်တနာလုပ်ခိုင်းတာတစ်ချိန်ကျရင်စစ်တပ်အတွက်အကျိုးရှိဖို့ရည်ရွယ်ချက်နဲ့ပြောနေတာကိုတွေ့ရပါတယ်။အထက်အမိန့်ရတာဖျက်ဆီးဖို့အမိန့်အကြောင်းပြောနေပေမဲ့စံတက်မှုသူတည်တနာတွေလုပ်ဖို့စိတ်ဝင်စားနေခဲ့ပါတယ်။စေတန်းကသူအဲ့လိုပြီးခဲ့တဲ့နောက်ပိုင်းဆက်ရုပ်ကြီးကလှုပ်ရှားမှုမရှိခဲ့တာ200လောက်ကြာပြီ။ဒါပေမဲ့အဲ့ဆက်ရုပ်ကြီးကအခုအဲဘက်တိုက်ပွဲမှာလူဖီကိုတေချာကာဝယ်ပေးခဲ့တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီခါစစ်တူးပုံမူတယောက်ကအဲ့ဒါကိုမဟာအမှားလို့ခေါ်တယ်ဆိုရင်ဘကာပန့်ပြောသွားတာတွေကတကယ်အမှန်တရားလို့ပြောချင်တာလားလို့အေးရဲဆုံပြီးမေးလိုက်ပါတယ်။ချက်ချင်းပဲစေတန်းကဒေါသထွက်သွားပြီးမျက်စိသမိတ်အတွင်းမှာပဲမင်းကုန်းထုတ်ခဲ့တဲ့ဒူးပုံမူဒိုဘာမန်ကတော့မှောက်ကျသွားပါတယ်။စေးဖွဲခေါ်ရေတပ်တယောက်ကအခုညီတောင်းတန်ကိုလည်းကြားလိုက်ရပါတယ်။နောက်တစ်ခါမှတော့ယောက်ကသတိမေးနေရနေပြန်လို့လာပြီးပတ်ဝန်းကျင်အခြေအနေကိုအံ့ဩနေပါတယ်။တိမ်ပွားတဲ့ဆက်ကပြတ်သွားတာလားတိမ်တွေအများကြီးထုတ်ပေးနေတာလားဘာတွေဖြစ်နေတာလဲဆိုပြီးစဉ်းစားရင်တခုသတိရသွားပါတယ်။အခုဖြစ်နေတာဘကာပန်းတယောက်ဖြစ်တဲ့ Edison ကြောင့်ဆိုပြီးတော့လက်နက်နဲ့ Pan Record ရဲ့နေရာတခုကိုပစ်လိုက်ပါတယ်။အဲ့ဒီခါမှာတော့သူလှည့်စားခံလိုက်ရပြီဆိုပြီး Edison က Pan Record ကိုယူသွားပါပြီ။ Pan Record ဆိုတာတော့ဘကာပန်းတွေရဲ့တသက်လုံးအသိဉာဏ်မှတ်ဉာဏ်တွေကိုတင်ထားတဲ့နေရာပဲဖြစ်ပါတယ်။ပြောရမယ်ဆိုလို့ရှိရင်တော့ဘကာပန်းရဲ့အုံနောက်ကိုတင်ထားတဲ့နေရာပါ။ Holy Land ဖြစ်တဲ့ Mary Choice မှာတော့ဘကာပန်းပြောသွားတာတွေနဲ့ပတ်သက်ပြီးအော်တောင်းနေဖြစ်နေပါပြီ။ပြောသွားတာတွေကတကယ်လားအခိုင်နုပမာလဲခုမှနဲ့ပတ်သက်တဲ့ပြဿနာတွေဘယ်လိုရှင်းမလဲကဘာကြီးပင်လဲအောင်မြုပ်သွားမှာတကယ်လားသူတို့လိုကောင်းမြင်ပေါ်မှာနေတဲ့လူတွေတော့ပြဿနာမရှိဘူးဆိုပေမဲ့စားဖို့တောက်ဖို့တော့မရှိတော့မှတော့တောက်တလဲစိတ်ပူနေကြပါတယ်ဆလစီယာဒရာဂွန်တယောက်ကအမဲသားစားကျင်တာကိုငါးပဲစားရလို့ဆိုပြီးစပုံမှုကိုပြဿနာရှာနေတာကိုလည်းတွေ့ရပါတယ်စပုံမှုကတော့ဘာမှစားရသေးတဲ့ပုံမပေါ်ပါဘူးသူတို့တွေစားနေရိတ်ခါပြက်လက်မှုနဲ့ကြုံနေရပြီးတနေ့ထမင်းသနက်ပါရှော့စားနေရလို့အတော်ပေါက်ကွဲနေကြပါပြီနောက်ဂိုရိုဆေးတွေနေတဲ့အာနာဇက်ခန်းမမှာတော့ဂိုရိုဆေး၄ယောက်ထိုင်နေပြီးခန်းမတန်းကိုဂါလင်းဆိုတဲ့ဘေးကြီးတယောက်ကဝင်လာနေပါတယ်ဂိုရိုဆေးတယောက်ကဂါလင်းမင်းဘာလာလောက်တာလဲလို့မေးလိုက်တော့ဂါလင်းကအခုပဲမိန်ရလာလို့ပြောလိုက်ပါတယ်ဂိုရိုဆေးတွေကဘသူစီကမိန်လဲဘာမိန်လဲလို့မေးလိုက်ပြီးသူတို့ level တန်းတူပြောနေလို့စကားပါဘာလို့အဲ့လိုပြောနေတာလဲလို့မေးလိုက်ပါတယ်ဂါလင်းကအခုကစပြီးဘကာပန့်တယောက်ဖြစ်တဲ့ယော့ကိုသူ့ရဲ့လက်အောက်မှာပဲတိုက်ရိုက်ထားရတော့မယ်ပြီးတော့သူကသိပ္ပံနဲ့ကဝယ်ရေးအရှင်သခင်ဖြစ်တာဝန်ထမ်းဖို့ဖြစ်သွားပြီလို့ပြောရင်ခုံတစ်ခုမှဝင်ထိုင်လိုက်ပါတယ်ပြီးတော့အခုကာလကအရင်ကတခါမှမရှိခဲ့ဘူးသေးတဲ့စစ်တွေဖြစ်ပြီးဝရုံသုံးကဖြစ်မဲ့ကာလမဟုတ်လို့အတူတာဝန်ထမ်းကြပါစို့ဘော်ဒါတို့လို့ပြောလိုက်ပါတယ်ဟုတ်ပါတယ်ဂါလင်းကစေတန်းနေရာကိုယာသူပို့ခံလိုက်ရပါပြီတစ်ဖက်မှာတော့စေတန်းကထူးဆန်းတဲ့နာကျင်မှုတွေကိုခံစားနေရပြီးတဖြည်းဖြည်းနဲ့ဇီဝင်ချွေခံနေရပါပြီအီမိုကိုလည်းတနေရပါပြီအီမိုကစေတန်းမင်းဂျွိုင်းဘိုင်းကိုဘာလို့လွတ်ပေးလိုက်တာလဲလို့ပြောပြီးကဘာပေါ်မှာအတန်မာဆုံးနဲ့မတိမ်မျိုးတယောက်ဖြစ်တဲ့စေတန်းကိုအယိုးစုဖြစ်သွားတဲ့အထိအဆုံးသတ်ပေးလိုက်ပါပြီအဒီစင်တယောက်ဖန်ရော့ကော့ထဲမှာဘကာဘန်တွေဖြစ်တဲ့ရှက်ကာအက်တလက်Pythagoras တို့နဲ့စကားပြောနေပြီးသူတို့ရဲ့ခန္ဓာကိုယ်အပိုင်းစားတွေနဲ့လူတယောက်ဖြစ်လှုပ်ထားတာကိုတွေ့ရပါတယ်။တခြားဘကာပန့်တွေကတော့ရေမောသဘောကျနေပါသူတို့ကဆက်ပြီးတွေ့တွင်ဖန်တီးတာသူတေသနာလုပ်ဖို့မိဖက်ရှာမယ်လို့ပြောပြီးတော့အဒီဇင်ကဝေတာရီယာကိုဖုန်းဆက်လိုက်ပါတယ်။စန်းကြီးရောက်သွားခဲ့ပြီးအသေးပြေးခဲ့ရတဲ့ခမာဘကကျွန်းမှာတော့အခု Revolution Army တော်လှန်ရေးတိုက်ကအခြေစိုက်ထားပါတယ်။
ဘကာပန်ပြောသွားတဲ့စကားရင်းနဲ့ပတ်သက်ပြီးဘယ်သူမှမသိခဲ့တဲ့သမိုင်းအဖြောက်ခံထားရတဲ့နှစ်တည်းမဟာစစ်ပွဲကြီးအဲ့ဒီအချိန်မှာဖြစ်ခဲ့တယ်အဲ့ဒီအချိန်ကသုံးခဲ့တဲ့ရှေးအောင်လက်နက်တွေကအခုကဘာကြီးရဲ့ရေရောက်မီတာ200ကျော်မှာအမြုပ်ခံထားရတယ်အခုကာလမှာ One Piece ကိုအရယူပြီးပင်လယ်သမားဘရင်ဖြစ်လာမဲ့လူကအဲ့ဒီစွမ်းအားတွေကိုလက်ဝဲနောက်တစ်ခါရရှိမဲ့လူပဲပေါ့ဆိုပြီးတော့တယောက်ကပြောလိုက်ပါတယ်ကြေးကြုံတွေတော့တုံးပြီးနှစ်ပေါင်း900လောက်အဆောက်အုံတွေတရားတွေတိုင်းတွေစောင့်နေတဲ့လူတွေလည်းရှိတယ်အခုတော့အရာအလုံးကတဖြည်းဖြည်းနဲ့ဆက်ဆက်လာပြီးဆိုပြီးတော့အီဘန်ကလည်းပြောလိုက်ပါတယ်Dragon ကတော့ကန်ဆက်တဲ့နေရာမှာပဲရက်ရင်ဗကာပန်အသက်နဲ့ရင်းပြီးပြောသွားခဲ့ရတာစဉ်းစားနေပါတယ်လုပ်ရမယ့်ကိစ္စတွေကိုမြန်မြန်လုပ်ရမယ်လူတွေကနောက်ဆုံးဘေးကင်းတဲ့နေရာကိုရတဲ့အထိရှာဖွေတိုက်ခိုက်လာကြမယ်လို့လည်းပြောလိုက်ပါတယ်လူပီတို့ကဂျိုင်းယန်တွေရဲ့တင်မောပေါ်ရောက်နေပြီးတော့ဗကာပန်တယောက်ဖြစ်တဲ့လီလေးကနိုးလာခဲ့ပါပြီနာမီဦးစောချိုပါတို့ကတော့ဝမ်းသာနေပါတယ်စန်ကြီးကလည်းထုံးစံအတိုင်းဖွန်လာကြောင်းနေပါတယ်လီလစ်စီကိုဗကာပန်တွေရဲ့ဖန်ရောကောကနေဆက်သွယ်မှုပြတ်တိပြတ်တော့ရောက်လာတာကိုလည်းတွေ့ရပါတယ်စန်ကြီးကဗကာပန်တွေထဲမှာကြံခဲ့တဲ့လူတွေအားလုံးကိုမခေါ်ထုတ်လာနိုင်မယ်နဲ့လီလေးတယောက်တည်းကိုပဲကယ်ခဲ့နိုင်လို့တောင်းပန်နေပါတယ်ပြီးခဲ့တဲ့ episode မှာတော့ Atlas ကလီလစ်ကိုမေးကြအောင်လုပ်ခဲ့တယ်လို့နာမီကပြောလိုက်ပြီးတော့လီလစ်ကသူကလည်းအကုန်သိလိုက်ပြီးအခုပဲအကုန်ကြားလိုက်ပြီးဆိုပြီးတော့ပြောပါတယ်စန်ကြီးတို့ကလည်းအခုပဲကြားလိုက်တာလားဘယ်ကကြားလိုက်တာလဲဘယ်သူပြောလိုက်တာလဲလို့မေးလိုက်ပါတယ်လီလစ်ကတော့ပြန်မဖြေသေးပဲသူ့ကိုအချိန်ခဏပေးပါလို့တောင်းဆိုလိုက်ပါတယ်ပြီးတော့ကလေးလိုငိုပါတယ်ပြီးတော့ဘိုက်ခါတယ်ဆိုပြီးထပြောနေပါတယ်ဦးစောကလည်းလီလစ်ထူးဆန်းနေတယ်စိတ်ပြောင်းတာမြန်တယ်ဆိုပြီးပြောနေပါတယ်ချိုပါလေးကတော့ဘိုက်ခါတယ်ဆိုရင်စပွဲပေါ်မှာဂျိုင်းယန်ကြီးတွေလာပို့ထားတဲ့တစ်သီးတွေရှိတယ်လို့ပြောပါတယ်မင်းစိတ်ညင်သွားပြီးစားခြင်းရင်သွားစားလေသူတို့စောင့်နေမယ်လို့ပြောပါတယ်လီလစ်ကတော့အစားတောက်ဖို့ထွက်လာရင်သူဘာလို့ပိုက်စာနေတာလဲလို့စဉ်းစားပါတယ်ဟုတ်သားပဲသူ့အုံနောက်ကရောနဲ့မချိတ်ထားတော့တဲ့အတွက်ပဲလို့သဘောပေါက်သွားပါတယ်လမ်းမှာဘရုနဲ့တွေ့ပြီးဘရုကလည်းလမ်းနှုတ်ဆက်လိုက်ပါတယ်လီလစ်ကစားဖို့နေရမေးတော့ဘရုကလည်းညွန်ပြလိုက်ပါတယ်စားတောက်စပွဲပေါ်ရောက်တော့လူဖီယာစားဆောင်ရင်ဗကာပန်ကိုမကင်နိုင်ခဲ့တဲ့အတွက်ဝမ်းနေနေအောင်တွေ့ရပါတယ်ချိုပါနှစ်သိမ့်နေပြီးတော့လီလစ်ကိုလူဖီယာအတော်စိတ်မကောင်းဖြစ်နေတယ်လို့ပြောလိုက်ပါတယ်စိတ်တက်ကြနေလို့အစားအသောက်ပြတ်နေတယ်ဆိုပေမဲ့လူဖီယာရှယ်စားတောက်နေတာကိုတွေ့ရမှာပါစပစ်သီး9ခိုင်ပဲစားရသေးတယ်ဆိုပေမဲ့အေယာမဘလူးကြီးတွေရဲ့တိုင်းပြည်ကအစားအသောက်တွေတစ်သီးတွေဆိုတော့နဲတဲ့ဟာကြီးတွေတော့မဟုတ်ပါဘူးလီလစ်ကတော့လူဖီစိတ်တက်ကြနေတဲ့အကြောင်းရင်းကိုသိတော့အဲ့ဒါဆိုလို့ရှိရင်တော့စိတ်ညစ်ဖို့မလိုကြောင်းသူအခုပဲကြားလိုက်ရပြီဆိုပြီးထပ်ပြောပါတယ်ဆိုတော့အဖွဲ့လည်းအခုလေးနဲ့ကြားရတယ်ဆိုတာဘာလို့ကြားရလဲဆိုပြီးတော့တေးသေးချာချာအောင်မေးလိုက်ပါတယ်လူဖီငိုနေတာကဗကာပန်းတွေအကုန်သေးသွားလို့ဝမ်းနေနေတာမလားဒါပေမဲ့အဲ့ဒါမင်းတို့သိထားတဲ့သေဆုံးခြင်းပဲရိုးရိုးချင်းချင်းပြောရလို့ရှင်တော့ဗကာပန်းတွေအကုန်တက်ရှင်နေသေးရလို့ပြောလိုက်ပါတယ်လူဖီတို့ဖွဲ့လည်းရှေ့ကိုအန်ဩသွားကြပါတယ်လီလစ်ကဆက်ပြီးဒါပေမဲ့မင်းတို့အတွက်ပြောရရင်သေပြီဆိုတာလည်းမှန်ပါတယ်လီလစ်ကလူဖီကိုမင်းတို့တွေကတိတည်နိုင်ခဲ့ကြပါတယ်အဲ့ဒါကြောင့်မလို့ဝမ်းနေမနေနဲ့တော့လို့ပြောလိုက်ပါတယ်လူဖီကသူသေချာနားမလဲဘူးပန်းသီးဖိုးကြီးဗကာပန်းကတကယ်အသက်ရှိနေသေးရလားမေးတော့လီလစ်ကဟုတ်တယ်လို့ဖြေပါတယ်အဲ့ဒီခါမှာချိုပါအက်တလတ်ပြောခဲ့တဲ့စကားတွေကိုသတိရသွားပြီးတော့အက်တလတ်ကတီးရှိခြင်းမတီးရှိခြင်းတွေဆိုတာပုံမှန်လူတွေအတွက်ဆုံးဖြတ်ချက်ဖြစ်ပြီးတော့ဗကာပန်တွေအတွက်တော့ဖြစ်တည်ခြင်းတနည်းအားဖြင့်အသက်တည်ရှိခြင်းဆိုတာရှေးရိုးရာပဲလို့ပြောခဲ့တာပါလူဖီကတော့ပန်းသီးဖိုးကြီးဗကာပန်တကယ်အသက်ရှိနေသေးတယ်မသေးသေးဘူးဆိုတာသိသွားတော့ပျော်ပြီးထပြေးပါတော့တယ်ပြီးတော့ခုံပေါက်ပြီးဂျိုင်းယန်တွေတောက်နေအရက်ဝိုင်းပေါ်ကိုရောက်သွားပါတယ်ဂျိုင်းယန်တွေကိုသူတို့ကိုလာကူပေးလို့ကျေးဇူးတင်ကြောင်းပြောတော့ဂျိုင်းယန်အဖွဲ့ကအခုပဲစားတော့ပွဲကြီးလုပ်တော့မှလားလို့မေးလိုက်ပါတယ်လူဖီကလည်းဟုတ်တယ်ဆိုပြီးဂျိုင်းယန်တွေနဲ့စားတော့ပွဲကြီးစတင်ပါတော့တယ်ဦးစောကတော့သူလေးစားအားကြရတဲ့ဂျိုင်းယန်တွေရဲ့လုပ်ပုံကိုင်ပုံနေပုံထိုင်ပုံတွေကိုကြည့်ပြီးပီတိဖြစ်နေပါတယ်ဇိုရိုကိုလည်းသွားခေါ်ပါတယ်ပြီးတော့အကုန်လုံးကိုလည်းစားတော့ပွဲကြီးကိုလာဖို့ခေါ်တာကိုတွေ့ရပါတယ်အဲ့ဒီအခါမှာဘွန်နီလူဖီဇိုရိုကောက်ရိုးအုပ်ထုပ်တစ်ဖွဲ့လုံးနဲ့ဂျိုင်းယန်ကြီးတွေအဖွဲ့စားတော့ပွဲကျင်းပကြပါတော့တယ်ရော်ဘင်တယောက်ကတော့အဲဘက်ကိုရောက်လို့ရှိရင်သူ့ရဲ့ကလေးဘွားဟီရိုချိုင်းဟူဟီရိုဖြစ်တဲ့စောနဲ့တွေ့ရမှာမလို့စိတ်လှုပ်ရှားနေပါတယ်ဂျိုင်းယန်တယောက်ကဗကာပန်One Pieceကိုရတဲ့လူကကဘာကြီးကိုအုပ်စိုးနိုင်မယ်လို့ပြောတယ်အဲ့လိုဆိုတော့ပင်လယ်သမားဘရင်ဘသူဖြစ်လာနိုင်မယ်လို့ထင်လဲလို့အားချောင်လိုက်ပါတယ်လူဖီကတော့အဲ့ဒါသူပဲဖြစ်ရမယ်မင်းတို့ကောင်တွေကိုငါနဲ့ရန်သူဖြစ်လာလို့ရှိရင်တော့မှအဲ့ဒါငါပဲဖြစ်ရမယ်လို့ကြွေးကြော်လိုက်ပါတယ်အကောင်လုံးပျော်ရွှင်သာစားတောက်နေကြတော့ဘိုနီလေးကိုသူ့ရဲ့နှခိုးအရွယ်ကလေးအရွယ်လေးနဲ့ပဲတွေ့ရပါတယ်ဘိုနီလေးကသူ့အဖေပြောခဲ့တဲ့နီကာအကြောင်းတွေကိုတွေးနေပြီးသူအခုသူ့အဖေနဲ့သူရှိနေရပြီမလို့ဖြူစင်းတဲ့ကလေးတယောက်လိုအတော်ပျော်ရွှင်ဝမ်းသာနေတဲ့ပုံတွေ့ရပါတယ်နောက်ခံစကားပြောတဲ့လူကတော့လူဖီတို့အဖွဲ့အဲဘက်ကိုရွက်လင့်လာပြီလို့ပြောကြရင်ဒီအပိုင်းလေးကိုဆုံးသက်ထားပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုကတော့ကျွန်တော်ပထမဆုံး recap ဗီဒီယိုဖြစ်ပြီးတော့လိုအပ်ချက်တွေရှိသွားလို့ရှိရင်လည်းကျွန်တော်တောင်းပန်အပ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပို့ပြီးတော့ကောင်းတဲ့ content တွေပို့ပြီးကောင်းတဲ့ quality တွေနဲ့တင်ဆက်ပေးနိုင်အောင်ကြိုးစားတော့ပါမယ်